မင်္ဂလာပါရှင်ဒီနေ့မှလည်းတဝဲလွမ်းပြေစားစရာလေးလှူစားဖြစ်ပါတယ်ရှင်တဝဲကိုလွမ်းတဲ့ခါတိုင်းတဝဲစားစရာလေးတွေအမြဲလှူစားဖြစ်ပါတယ်ရှင်မူလက်တော့လို့ပြောလိုက်တာနဲ့တဝဲရဲ့တဝဲသူတဝဲသားလေးတွေကိုပြင်းပြင်းမိမှန်ပါပဲရှင်တဝဲကိုရောက်တဲ့ခါကျရင်လေဒီစားစရာလေးကနေရာတိုင်းလိုတွေ့ရပါလိမ့်မယ်ရှင်တွဲမှာဆိုရင်ပေါ့နော်ငါးဦးလေးတွေရောင်းပါတယ်ရှင်တောင်းချင်းဦးလို့ခေါ်တဲ့ငါးဦးလေးတွေထည့်ပြီးရောင်းပါတယ်ရှင်ဒါတော့ဘူကပတူငါလေးနှစ်ကောင်ကိုသုံးထားတာပေါ့နော်ရေစေးတက်ဆင်ပြီးတော့ဘွယ်ဆူနေတဲ့ရေထဲကိုထည့်ပြီးပြုတ်ပါမယ်ရှင်စပလင်လေးအနှဲငယ်ရဲ့စနွေးမုတ်စားအနှဲငယ်နဲ့ပုံကြီးနှဲငယ်ကိုထည့်ပါမယ်ပုံရကြတော့ကိုစိတ်ကြိုက်ထည့်နိုင်ပါတယ်ဘူကအချင်းမကြိတ်သိပ်ပြီးတော့မကြိုက်တဲ့ထဲရပါတယ်ဆိုတော့လေပုံကြီးကိုနည်းနည်းပဲထည့်ပါတယ်ပြီးရနဲ့သူ့ကိုဖုံးလေးအောင်ပြီးစူအောင်ထိကျက်သွားအောင်ထိပြုတ်ထားပေးလိုက်မယ်ပေါ့နော်ပြီးတာနဲ့ဒါကဟင်းတဲ့ထဲမို့ကျက်တော်နေလေးတွေခွန်နွားပြီးရေးစေးထားတာပေါ့နော်သူ့ကိုလေးစိတ်မယ်ပေါ့နော်ဒီလိုစိတ်ပြီးတာနဲ့သူ့ကိုအထက်ထက်လေးဖြစ်နေတာကိုခွာပေးလိုက်ပါမယ်ဒါဟင်းတဲ့ထဲမယ်ပေါ့နော်ပြီးတာနဲ့ခုနကပြုတ်ထားတဲ့ငါးလေးကိုလာကြည့်ပါမယ်ငါးလေးလည်းကျက်သွားပြီဆိုတာနဲ့မိပိတ်ပြီးတော့ဆက်ထုတ်ပေးလိုက်ပါမယ်ရှင်ငါးလေးတွေကိုဆက်ထုတ်ပြီးရင်အိတ်ခန့်ထားပါမယ်ရှင်ပြီးတာနဲ့မုတ်ထင်းနဲ့တွဲစားမှုပေါ့နော်နန်းနန်းမဲလေးတွေလှီးပါမယ်ရှင်ယူပီစီလေးတွေလည်းလှီးပါမယ်ရှင်ပြီးတာနဲ့တံမြာသီးနဲ့ငယ်နဲ့ချက်တုံးစီနဲ့ငယ်ကိုလှီးထားပါမယ်ရှင်ဒါလေးတွေကမုတ်ထင်းနဲ့တွဲစားမှုဖြစ်ပါတယ်ရှင်တဝဲမနေတော့ငါဆိုရင်ဒီမုံလက်တုပ်ကိုပေါ့နော်နေ့တိုင်းလိုစားဖြစ်ပါတယ်ရှင်ဒါကတော့မျိုးဒီမုတ်ချစ်တုံးစိနန်းနန်းပဲတမယာတီးနဲ့ငယ်နဲ့ယူတီစိတ်လို့ဖြစ်ပါတယ်ပြီးတာနဲ့ခုနကအိတ်ခန့်ထားတဲ့ငါးလေးတွေကိုအသားနှွင်ပေးပါမယ်ရှင်ငါးလေးတွေကိုအသားနှွင်တဲ့ခါမှာတော့ယူလေးတွေတိကျထုတ်ပေးပါရှင်ကျိုးကဒီငါးသားလေးတွေကိုပေါ့နော်ခြေပြီးတော့ထည့်ပါတယ်တုံးတိတိလေးတွေပေါ့နော်ဒါပေမဲ့ဘူးကအတုံးတိတိလေးတွေမကြိုက်ဘူးဆိုတော့လေအတုံးလိုက်ငါးကိုအသားတုံးကြီးကြီးပဲထည့်ပြီးချက်ပါမယ်ဒီလိုလေးတွေခြေသွားပြီးရင်သူ့ထဲကထုတ်ထားတဲ့အယိုးတွေပါတယ်ကိုမလွတ်ပစ်သေးဘူးပေါ့နော်ဒါကအသားလေးတွေပေါ့နော်ဒီအယိုးလေးတွေကိုရီလေးထည့်ပြီးတော့သူ့ကိုခြေပေးမယ်ပေါ့နော်သူ့ထဲကအယိုးထဲကအရီလေးတွေကိုယူပါမယ်ဟင်းရီချက်မို့ပေါ့နော်ဒါကတော့ခုနကငါပြုတ်ထားတဲ့ရီကိုပြန်သုံးပါမယ်ရှင်ပြီးရနဲ့ခုနကရိုးနေထားတဲ့အရီလေးတွေကိုလည်းစကားနဲ့စစ်ပြီးတော့ဟင်းရီချက်မို့ပြန်သုံးပါတယ်ရှင်ဖုံးပြီးတော့ခဏလေးစုခိုင်းပြီးတာနဲ့ခုနကငါးသားကိုထည့်မယ်ပေါ့နော်ဒါပေမဲ့အယောင်လေးနည်းနည်းဖြုတ်နေတာနဲ့စနေမုံလေးနဲ့ငယ်ထပ်လိုက်ပါတယ်ရှင်ပြီးတာနဲ့ငါးသားလေးတွေကိုထည့်ပါမယ်ရှင်စပလင်လေးနဲ့ငယ်လည်းထပ်ပါမယ်ရှင်ပြီးတာနဲ့အရသာတွက်ကအချုံမုံနဲ့ငံပြရီတို့ထည့်ပါတယ်ရတာကြတော့ကိုစိတ်ကြိုက်ထည့်နိုင်ပါတယ်ရှင်အပုံငံပုံမှန်ဆိုရင်ဘူးကအမြဲတမ်းချက်စားတဲ့ခါတိုင်းမှာပေါ့နော်အသားခနောကြက်သားမုံတို့အသားခနောတုံးလေးတို့ထည့်ပါတယ်ဒီတကားကြတော့မရှိတာနဲ့မထည့်လိုက်မိပါဘူးရှင်ပြီးရနဲ့ခဏနေစူပြီးတာနဲ့နောက်ဆုံးမှာတော့လေးစိတ်ထားတဲ့ချက်သွန်လေးတွေထည့်ပါမယ်ရှင်ချက်သွန်လေးကကြက်လွယ်တယ်ဆိုတော့လေနောက်ဆုံးမှာပဲထည့်ပါတယ်ပြီးတာနဲ့သူ့ကိုခဏနေလေးစုခိုင်းပြီးတာနဲ့အရန်ကိုရတာရှိတဲ့တဝဲမုံလက်တုပ်ကြီးလေးရပါပြီရှင်ဒီမုံလက်တုပ်ကြီးကိုငါးကိုကြတော့
ချူရတာရှိတဲ့ငါလေးငါးတွေနဲ့ချိန်ရင်ပူစားကောင်းပါလေရှင်ဒီဘက်မှာဆိုရင်ဒီပလာတူးငါးတို့ငရွှေတို့ဥပမာပါလဲတဝဲခေါ်ပေါ့နော်မတောင်းချင်းတို့အဲ့လိုငါးတွေနဲ့ချက်တာများပါတယ်ရှင်ခုဆိုရင်စားဖို့စင်သေးဖြစ်နေပါပြီကန်လုံးတဲ့ကိုမုတ်ဖက်လေးထည့်ပြီးတော့ခုနကချက်ထားတဲ့ဟင်းကြီးပူပူလေးလောက်ထည့်ပါမယ်ရှင်ပြီးတာနဲ့သူထဲကိုမြုပ်တီးမုတ်တို့နန်းနန်းပင်တို့မြုပ်တီးစိမ်းတို့ချစ်တော်စိမ်းတို့ထည့်ပြီးရင်တမယသီးလေးနောက်ဆုံးမှာကိုစိတ်ကြိုက်ညှစ်ထည့်ပြီးတော့စားသုံးနိုင်ပါပြီရှင်ဒီမုတ်ဒီလေးကဆိုရင်ပေါ့နော်ဘယ်တော့ခါမှမယိုးဘူးပေါ့နော်ဒီတိုင်းစားရလဲမယိုးနိုင်ပါဘူးရှင်တွေ့သူမို့လို့စကားပြောတာအဝဲတဲ့ဆိုရင်တိထန်ပြီးနားထောင်ပေးပါလို့အားလုံးပဲတတ်တာနောက်ဗီဒီယိုမှာထပ်ဆောင်ပါမယ်ရှင်